စိုက်ထားတဲ့ပင်လေးတွေနဲ့မိတ်ဆက်ပေးမယ်နော်ဒီပင်လေးကိုတော့ many plants လို့ခေါ်ကြတယ်သူကလည်းအိမ်ထဲမှာစိုက်တဲ့အပင်လေးတွေပါလေကောင်းလေသန့်လေးရတယ်နောက်သူ့ကိုစိုက်ထားရင်အိမ်မှာငွေဝင်နေလက်ရွှင်နေဆိုတဲ့အတိတ်နမိတ်တွေကိုတည်ဆောင်လာတဲ့အပင်လေးပေါ့နော်သူကလည်းတစ်မျိုးလေးချစ်ဖို့ကောင်းပါတယ်သူ့ရဲ့အရွက်ပုံစံလေးတွေကတော့ဒီမှာလေဝိုင်းဝိုင်းလေးတွေပေါ့နော်ဝိုင်းဝိုင်းလေးတွေနဲ့ချစ်စရာလေးတွေပါမမကတော့လေအပင်လေးတွေချစ်လို့လားတော့မသိဘူးအပင်လေးတွေစိုက်ပြီးရင်သူတို့ရိတ်တကြီးနဲ့ကြည့်နေရတာကိုပဲကြည်လဲကျဉ်တဲ့ပီတိလည်းဖြစ်တယ်ပေါ့နော်သူတို့အပင်လေးတွေမှာအဲ့လိုမျိုးစွမ်းအင်လေးတွေစွမ်းအားလေးတွေကလည်းအပင်တိုင်းမှာရှိကြတဲ့အတွက်ကိုဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်တွင်းမှာအလှဆင်ရလဲရောက်တယ်ကိုယ့်ရဲ့အိမ်ကိုကြက်တည်တိုးအောင်လဲလုပ်ပေးတယ်နောက်ငွေဝင်နေလက်ရွှင်နေဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့လေလက်ကြီးတစ်ပါးပေါ့အဲ့တော့အပင်ချစ်တဲ့သူလေးတွေစိတ်ဝင်စားတယ်ဆိုရင်စိုက်ပါလို့မမကတော့တိုက်တွန်းပါတယ်ရှင်